ကဲတစ်တော့မှလိုက်လို့နေကျွန်တော်ပြောပြပြသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့တွေမတီးတည့်တဲ့သူများကျွန်တော်နဲ့သူလိုက်ပြီးတော့ကြည့်လိုက်အောင်အရင်ဆုံးကျွန်တော်တို့စစ်ကက်လေးထုတ်ထားဖို့လိုမယ်ရင်ပြီးသွားရင်တော့ကျွန်တော်တို့ဒီ Wi-Fi လေးနဲ့ join ထားပါတော့ Wi-Fi လေးနဲ့ချိတ်ထားရမယ် Wi-Fi ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ Wi-Fi ကကြတော့ဒီဖုန်းတစ်လုံးနဲ့လွှင့်ပြီး Wi-Fi နဲ့လည်းဆင်ပြီးတယ်မိမိတို့ပုံမှန်သုံးနေရဲ့ Wi-Fi set တွေနဲ့သုံးနေဆိုလဲ Wi-Fi နဲ့ဆိုလဲရပါတယ်အဓိကကျွန်တော်တို့စစ်ကက်တော့ထုတ်ထားပြီးတော့လိုရပေါ့နော်အရင်ဆုံးကျွန်တော်တို့TikTok software လေးဆွဲပဲပေါ့နော် TikTok software လေးဆွဲဖို့အတွက်ဆိုကျွန်တော်တို့ VPN လေးရင်ဝင်လိုက်ပါမယ်ကျွန်တော်ကတော့ site pro VPN လေးသုံးနေရင်ဆုံး site pro VPN လေးကိုဝင်လိုက်မယ်ပြီးတော့ကျွန်တော်အဲ့ဒီနေရာမှာတခုပြောချင်တာကကျွန်တော်ဒီ site pro VPN နဲ့ချိတ်တဲ့နေရာမှာကျွန်တော်အရင်ဆုံးဟို region ကရွေးရမယ့်ခါမှာကျွန်တော် United States United Kingdom ဆိုရဲ့ region မှာရွေးပြီးပါတခြား region တွေရွေးပြီးတော့ကျွန်တော်မရဘူးပေါ့နော်အဲ့ရွေးပြီးတော့ဆိုရင်ကျွန်တော်အရင်ဆုံးonline နဲ့ထွက်ပြီးကျွန်တော်ဒီ Play Store ကို VPA4 ရဲ့ကိုလိုက်ပါကျွန်တော် APP4 ရဲ့ကိုဝင်လိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာclear data ပေါ့နော် clear data ကို clear all data လုပ်လိုက်ပါမယ်လုပ်ပြီးတော့ဆိုရင်ကျွန်တော်ဒီ Play Store ရဲ့ဝင်လိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီsearch box ကနေကျွန်တော် TikTok ဆိုပြီးရရှာလိုက်ပါမယ်နော်ကဲအဲ့ဒီမှာဆိုရင်ကျွန်တော်ရိုက်ရှာတဲ့အခါမှာကျွန်တော်ဒီမှာမိတ်ဆွေတို့အခုသတိထားမှာ YouTube TikTok မှာဆိုနောက်မှာဆိုကျွန်တော် video short live ဆိုတဲ့ဟာမပါဘူးကျွန်တော် down မှာအဲ့ဒီ software လေး down မှာပါအဓိကအဲ့ဒီက down ဖို့အတွက်ဆိုကျွန်တော် region က United States United Kingdom လောက်ပြီးမှဒါလေးဒီလိုမျိုးလေးပုံပါဗောနော်ပုံမှန်လိုမျိုးကျွန်တော်တို့ Play Store မှာရိုက်ရှာမယ်ဆို YouTube TikTok ကြီးပဲကျွန်တော်တို့ပေါ်နေမယ်ပေါ့နော်အဲ့ဒီကနဲ့ဆွဲမယ်ဆိုရင်တော့ကျွန်တော် live လွှင့်လို့ရမှာမဟုတ်ပါဘူးအဓိကအဲ့နေရာလေးကအဓိကပဲပေါ့နော်ဆွဲတဲ့အခါမှာအကောင်လေးကအဓိကအကြပါတယ်အဲ့ကြောင့်မို့ဒါလေးကိုတခြားလေးလိုက်လို့ပြီးပါကျွန်တော်တော့မီစားဆိုတော့ open မှုပုံလေးကျွန်တော်ထွက်လိုက်မယ်ပြီးတော့ဆိုရင်ကျွန်တော်ဝင်ပြပေးမယ်နော်ဒီမှာ TikTok ဆိုရင် software ကိုကျွန်တော်ဝင်ပြလိုက်မယ်ဒီ TikTok software မှာဝင်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်ဒီမှာပေါ့နော်မြင်ရလားမသိဘူးဆိုတော့ဒီမှာ live ဆိုတဲ့ဟာလေးပေါ်နေမှဒါလေးဒါ live လုပ်လို့ရမှာပေါ့နော် live ဆိုတဲ့ဟာလေးကျွန်တော်ပေါ်တယ်ပြီးတော့ကျွန်တော်ဒီ play လေးကိုနှိပ်လိုက်မယ်ပြီးတော့ကျွန်တော် mobile လေးချက်ဆော့မဲ့သူများအတွက်ဆိုဒီကျွန်တော်ဒီမှာတဲ့ဆိုတဲ့နေရာမှာကျွန်တော်ခေါင်းစဉ်လေးထည့်ရမယ်ပေါ့နော်ဘာကြောင်းရလဲဆိုလို့ play မှာ MMBB ဆော့မှာဆို MMBB play ပေါ့နော် MMBB play ပြီးတော့ကျွန်တော်ဒီမှာကြတော့ရွေးလို့ရပါပေါ့နော် address topic ဆိုတဲ့နေရာမှာကျွန်တော်ရွေးလို့ရတယ်သူရွေးလို့ရဆိုရင်သူစီမှာပါရတဲ့ game လေးပဲကျွန်တော်ဆော့လို့ရမှာပေါ့နော်ဒီမှာဆိုရင် FIFA ရပါ PUBG Mobile နေပါမယ်eFootball 2024ပါမယ်ပေါ့နော်ဒီထက်ကဘာဂိမ်းနေဆိုကျွန်တော်ဆော့လို့ရကျွန်တော်တော့ Mobile Legends ဆိုတော့ Mobile Legends ပဲရွေးထားလိုက်တယ်ပြီးတော့ပြီဆိုတော့ကျွန်တော်ဒီမှာ goal line ကိုစလိုက်ပါနော် goal line ကိုစပြီးတော့ကျွန်တော်ဒီမှာ start now ကိုနှိပ်လိုက်